ဒီနှစ်ကွင်းစေးဘလောက်လဲ နှစ်ကွင်းပဲလားဟောမကြိုက်ဘူးလား အဲ့ဒါလေးတိတ်မကြိုက်ဘူးပေါ့။ဒီနှစ်ကွင်းလေနှစ်ကွင်းကခဲတစ်လုံးဆိုတော့နှစ်ကွင်းအတူတူညှိနေလေ ရတယ် နှစ်ကွင်းစလုံးတိတ်တန်းထားလိုက်တော့ တတန်းတော့မရဘူး အာ တတန်းတော့မရတော့တကယ်မရတကယ်မရဘူး ဒါဆိုရင်ဦးလေးဘလောက်ရောင်းနိုင်လဲအနည်းဆုံးတစ်မျိုးပေးလေဦးလေးရလေ တတန်းကွက်မိမလားဒီလေ တသန်းခွဲမိမလားမမီဘူးတသန်းခွဲမမီဘူးဦးလေးတမီးနဲ့နဲ့ထပ်တိုးမယ်ဦးလေးစဉ်းစားကြည့်ရဖြစ်နိုင်တယ်ဆိုရင်တမီးမျိုးဦးလေးရလေအခုကသိရမလားစီပွားရေးလည်းမကောင်းလေဦးလေးသိတယ်ဦးလေးမကောင်းရင်လည်းတမီးကဘယ်လိုလုပ်ကောင်းလဲ တိတ်မကောင်းလို့ကျွန်တော်ဈေးလည်းမဟုတ်ဘူးပစ္စည်းတအားလာတယ်ဒီပစ္စည်းက နောက်ပိတ်ဆုံးတစ်ခုစေးပဲတသန်း2000ဦးလေးလည်းနည်းနည်း short တမီးနည်းနည်းတိုး နည်းနည်းပို့ပြလိုက်ပါနည်းနည်းပို့ပြလိုက် ပိုရင်တမီးမပေးနိုင်တော့ဦးလေးရဲ့ ဟုတ်လား ဟုတ်တယ်ဦးလေးစဉ်းစားကြည့်ရမလား နည်းနည်းထိုးလိုက်ပါလားနည်းနည်းလေးထိုးလိုက်ပါ တိုးလို့မရတော့ဦးလေးရောင်းနိုင်တမီးယူမရောင်းနိုင်ဘူးတော့ ဟုတ်လား အာ ကဲရောင်းပေးမယ်ဗျာ ကျေးဇူးပဲဦးလေး